ဒီနေ့မေးခွန်းမေးတဲ့အချိန်မှာသုံးလို့ရတဲ့ဟာလေးကိုလေ့လာရအောင် Number 1တခုခုလုပ်ပေးလို့ရမလားလို့မေးချင်လို့ရှိရင် Would you mind ကိုမေးလို့ရပါတယ် Would you mind helping Would you mind helping ကူညီပေးလို့ရမလား Number 2လုပ်ရမလားတခုခုလုပ်လို့ရမလားဆိုရင်ခွင့်တောင်းတဲ့နေမှာသုံးတယ်ပေါ့နော်ယဉ်ကျေးပါတယ်ဒီသုံးလုံးလေးက May I come in May I come in ဝင်လာလို့ရမလားနောက်တစ်ခုကကြတော့ဒီလိုလုပ်ရင်အဆင်ပြေလားမေးချင်လို့ရှိရင်သုံးလို့ရပါတယ် Is it okay if I sit here Is it okay if I sit here ငါဒီမှာထိုင်ရင်အဆင်ပြေမလားနောက်တစ်ခုကကြတော့လားဆိုတာသိလားဆိုလို့ရှိရင် Do you know if he is coming Do you know if he is coming သူလာမလားဆိုတာကိုသိလားနောက်ဆုံးတစ်ခုကတော့ပြောပြပေးနိုင်မလားဆိုရင် Can you tell me the way Can you tell me the way ငါ့ကိုလမ်းလေးပြောပြပေးနိုင်မလားဒီနေ့ပြောပြသွားတာလေးတွေအကျိုးရှိရဆိုရင် comment ထဲမှာ yes လို့မှတ်ခဲ့ပေးအောင်နော်နောက်တဲ့ဗီဒီယိုတွေအတွက်လည်း Cherry page လေးကို follow လေးလုပ်ခဲ့ပေးပါနော် bye bye